ခဏဆိုသလိုနမိတ်လက္ခဏာအတုတွေနဲ့အချို့သောသူတွေကအမှုတော်ဆောင်လို့ပြောတဲ့သူတွေကဖန်တီးပြီးတော့လုပ်နေတဲ့သတင်းတွေမြင်ရကြားရတယ်ဆိုတော့တွေ့ရတယ်အထူးသဖြင့်ဒါတွေကအာဖရိကမှာများစွာပြုခဲ့တယ်ပေါ့နော်ဖျားတစ်ဖက်မှာဖျားတခင်ကြီးမားစွာအသုံးပြုတာရှိတယ်လို့တစ်ဖက်မှာအဲ့ဒါကိုအားကျပြီးတော့လိုက်လုပ်ပြီးတော့ဖန်တီးတာပေါ့နာမည်ဂုဏ်သတင်းကြော်ကြားဖို့အတွက်အာဖရိကမှာကြီးစွာဖျားအသုံးပြုတာရှိပါတယ်ရေဟဘွန်ဂီဆိုရင်အာဖရိကမှာတကယ်ကိုအင်္ဂလိပ်မှာမိုးထားမှုတွေအာဖရိကကိုလှုပ်ခါတဲ့သူတကယ်လူတွေကျမ်းမာခြင်းတွေရတယ်အဲ့ဒီမှာအာဖရိကမျိုးဆက်တွေလည်းဘုရားကတုံးတဲ့သူတွေပေါ်တယ်လို့တချို့ကြတော့ဖန်တီးပြီးတော့လှည့်စားတာတကယ်အနာရောဂါငြိမ်းတာမဟုတ်ဘဲနဲ့နာမည်ကြီးအောင်လို့ပေါ့နော်တိုင်ပင်ပြီးတော့အဲ့လိုမျိုးဖန်တီးထားတဲ့အရာတွေလှည့်စားတာတည်တဲ့သူတွေရှင်းတယ်လှည့်စားထားတာဒါတကယ်ဖြစ်တာမဟုတ်ဘဲနဲ့အဲ့လိုမျိုးလုပ်ဒါကတော့တကယ်ခေါ်တော့သူတိုင်းကောင်းကင်နိုင်ငံဝင်ရလိမ့်မယ်မဟုတ်ဆိုတဲ့အဲ့ဒီအမျိုးသားထဲမှာပါတဲ့သူတွေပဲဒီဟာကိုဖန်တီးတာဖြစ်ပါလိမ့်မယ်လို့ပြောရပါမယ်ဘုရားသခင်လူစစ်မှန်တဲ့ဘုရားသခင်ရဲ့လူမှန်ရင်ဘုရားသခင်ရဲ့လူစစ်ရင်ဒါပဲလုပ်เสียမလို့တကယ်ယေရှုတော်မှာအမြဲတမ်းနမိတ်လက္ခဏာလောက်တာမဟုတ်တချို့မျိုးရွာတွေမှာမယုံကြည်သောကြောင့်နမိတ်လက္ခဏာပြကြတာတော့မပြနိုင်နဲ့ပိတ်ထားတာပေါ့ယူယူသားသားပဲအမြဲတမ်းပြုမှာတော့မဟုတ်နမိတ်လက္ခဏာဆိုတာကမပြုတ်လည်းဘာမှမဖြစ်ဘူးယူယူသားသားတချို့ကနာမည်ကြည့်တဲ့ကြောင့်မလုပ်ကြတယ်ဒါညီမကြီးမှလည်းတချို့အသင်းတော်တွေမှာလည်းဒီຢာနဲ့ပတ်သက်ပြီးတော့ဖန်တီးတဲ့နိုးထမှုတွေလုပ်ယူတယ်လူငယ်တွေရှိကနေအော်ခိုင်းတယ်မအော်ရင်မနိုးထောက်ပုံစံပေါ့နော်မအော်လို့ရှိရင်အဲ့လိုမျိုးစူတာတွေအစည်းအဝေးတွေမှာပေါ့နော်ဒါတော့တို့ရဲ့အတွင်းရေးမှာတိဆောက်ထားတာမင်းတို့ရှိကအော်မနိုးထားမှတခြားသူတွေလည်းပအောင်လို့တို့ကတော့အဲ့လိုမျိုးပေါ့နော်တခြားလူတွေလည်းနိုးထားမယ်ပေါ့နော်မင်းတို့ဒီမှာရှိနေတဲ့အမာခံမှုတော်ဆောင်လူငယ်တွေကအဲ့လိုမျိုးလုပ်ပြမှတခြားတွေပါမယ်အဲ့ဆိုတို့အကျင့်လုပ်ယူတာမအော်ခြင်းလဲအော်မနိုးထားခြင်းလဲနိုးထားအဲ့လိုဖန်တီးတာပေါ့ဖန်တီးတာအဲ့ဒါကဘာတွေပါပြန်ဖန်တီးလာလဲဆိုတော့နမိတ်လက္ခဏာအတုတွေမဖြစ်ဖဲနဲ့အတုတွေပေါ့နော်နာမည်ကြီးအောင်လုပ်ပြတာဥဆောင်တဲ့သူကတော့ကိုယ်တိုင်မလုပ်ပေမဲ့ပြောမဆိုရင်ဒါတွေတတိထားစရာမလုပ်ပေမဲ့လည်းဥဆောင်တဲ့ကိုလူကိုယ်တိုင်ကဒီလိုဖန်တီးခိုင်းနေဆိုရင်တော့ဒါကမနှက်ရလှည့်စားမှုခံရပြီလို့ပြောရမယ်